ကျွန်တော်တို့အားလုံးအတွက်တဲ့ဆုံးမစကားနည်းနည်းပြောပြပါခင်ဗျာဒီလိုဆုံးမစကားလည်းပြောရလို့တော့အပေါက်တော်မယ်ဘဲတော့ပထမအဆုံးပြောရတာညီရင်းညွတ်နေကြပါတယောက်နဲ့တယောက်မနာလို့မဖြစ်ကြပါနဲ့ဒီလိုမညီမညွတ်မနာလို့ဖြစ်ကြနေလို့ဖြစ်ကြလို့ရှိရင်တိုးတက်မှုရှိမှာမဟုတ်ပါဘူးဆိုတော့ခဏကျွန်မသတိပေးရပါတယ်ဒီတော့ဒီဟာနဲ့ပတ်သက်လို့ဒီပွဲနဲ့ပဲပတ်သက်လို့ပဲဖြစ်ဖြစ်တခြားပွဲတွေနဲ့ပဲပတ်သက်လို့ဖြစ်ဖြစ်တခြားအစီအစဉ်တွေပဲနဲ့ပတ်သက်လို့လည်းဖြစ်ဖြစ်ကျမတို့မြန်မာနိုင်ငံကလာတဲ့ပြည်သူပြည်သားတွေချင်းချင်းရန်ဖြစ်ကြတာအငင်းပွားကြတာဟာဘာဖြစ်လို့လဲဆိုတာလေကျမခတ်တော်ပဲပြောမယ်နော်မကြိုက်လို့ရှင်လည်းမတတ်နိုင်ဘူးအဲ့ဒါကလေအရေးပါခြင်းကြလို့အဲ့တော့အရေးပါခြင်းစရာမလိုပါဘူးကိုဟာလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်နေလို့ရှိရင်ကိုမှတန်ဖိုးရှိပြီးသားပဲတန်ဖိုးရှိပြီးသားပဲဘယ်နေရာမှရှေ့တိုးနေဖို့မလိုဘူးလားအခုဆိုလို့ရှိရင်ကျွန်မအရှိတမ်းမှာထိုင်နေတဲ့သူတွေကိုလည်းဟိုအနောက်တိုင်းတမ်းမှာထိုင်နေတဲ့သူတွေပို့ပြီးတော့တန်ဖိုးမထားပါဘူးကျွန်မပို့ပြီးတော့ခင်တဲ့လူတွေရှိတာပေါ့နော်ဒါကတော့အရင်တုန်းကသိလို့ခင်တဲ့လူတွေဒါတတ်ပါအဲ့တော့စင်မြင့်ပေါ်တက်ရတဲ့လူတွေကိုလည်းစင်မြင့်ပေါ်အောက်ကနေနေရတဲ့လူတွေပို့ပြီးတော့တန်ဖိုးမထားပါဘူးလူတိုင်းဟာသူ့တန်ဖိုးနဲ့သူရှိပါတယ်အဲ့ဒါကိုယုံကြပါကျွန်မခဏပြောတယ်ကျမတို့ပြည်သူပြည်သားတွေဟာတယောက်နဲ့တယောက်မနာလိုတာတယောက်နဲ့တယောက်စောင်းမြောင်းကြတာတိုက်ခိုက်ကြတာဟာအခြေခံအဖြစ်တော့ကိုယုံကြည်မှုမရှိလို့ပဲလို့ကိုတန်ဖိုးကိုယုံကြည်လို့ရှိရင်ဘယ်သူမှမနာလိုစရာအကြောင်းမရှိပါဘူးအဲ့တော့ကိုတန်ဖိုးကိုယုံကြည်နိုင်အောင်လို့နေသွားကြပါကိုတန်ဖိုးကိုယုံကြည်နိုင်အောင်လို့နေသွားကြပြီဆိုလို့ရှိရင်အချင်းချင်းတကယ့်ကိုညီညွတ်မှုရပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်